တင်ချိုင်းအောက်ကအတန်များရွာတိရွာကိုရောက်ပြီးအဲ့ဒီညမှာရွာထဲမှာမတူညီတဲ့အေးစက်မှုတစ်ခုရှိနေတယ်။လေတောင်မတိုက်ဘူး။ရွာသားတွေအိမ်တကားတွေပိတ်ပြီးညမထွက်ရဲကြဘူး။မောင်မအေးနဲ့အဖိုးရကျော်တို့ကိုရွာသားတွေအိမ်တအိမ်မှာအနားယူဖို့ပေးထားတယ်။ညလေလောက်မှာမောင်မအေးရုတ်တရက်မျက်လုံးဖွင့်လိုက်တယ်။သူအိမ်မက်မက်နေတယ်လို့ခံစားရတယ်။အိမ်ပြင်ဘက်ကတိုးတိုးအတန်တွေကြားလာတယ်။ပြန်သွားမောင်မအေးလန့်သွားတယ်။သူအိမ်ပြင်ဘက်ကိုဖြည်းဖြည်းထွက်ကြည့်လိုက်တယ်။လာတာနေတဲ့လမ်းပေါ်မှာအရိပ်တွေအများကြီးလှုပ်ရှားနေတယ်။လူပုံစံလိုပဲ။ဒါပေမဲ့ခန္ဓာမပြည့်စုံဘူး။တချို့ကမြေထဲကထွက်လာတယ်လို့ဖြစ်နေတယ်။မောင်မအေးရင်တုန်သွားတယ်။အဖိုးရကျော်လဲထွက်လာတယ်။သူတစ်ချက်ကြည့်ပြီးခေါင်းညှိလိုက်တယ်။ဟုတ်တယ်။ငါထင်တာမှန်ပြီးမောင်မအေးတိုးတိုးမေးလိုက်တယ်။အဖိုးအဲ့ဒါဘာတွေလဲ။အဖိုးရကျော်ဖြည်းဖြည်းပြောလိုက်တယ်။ဒီနေရာကတင်ချိုင်းကြီးဖြစ်ခဲ့တယ်မဟုတ်လား။ဒီအောက်မှာမအေးချမ်းတဲ့ဝိညာဉ်တွေအများကြီးရှိနေတယ်။အဲ့ဒီအချိန်မှာမြေကြီးကနေအေးဆက်တဲ့လေတစ်ခုတက်လာတယ်။အရိပ်တွေမောင်မအေးဘက်ကိုလှည့်ကြည့်လာတယ်။တချို့ကလက်လန်းသလိုလုံနေတယ်။မောင်မအေးနောက်ဆုတ်လိုက်တယ်။ဒါပေမဲ့အဖိုးရကျော်လက်တင်ပြီးပြောလိုက်တယ်။မကြောက်နဲ့အဖိုးရကျော်မြေကြီးပေါ်မှာဆက်ဝိုင်းတစ်ခုဆွဲလိုက်တယ်။ဘာအေးဆက်ဝိုင်းထဲမှာနေမောင်မအေးဝင်ရလိုက်တယ်။အဖိုးရကျော်မန်နန်ရွတ်လိုက်တယ်။လေတစ်ချက်ပြင်းပြင်းတိုက်သွားတယ်။အရိပ်တွေနောက်ဆုတ်သွားတယ်။ဒါပေမဲ့အရိပ်တွေထဲမှာတစ်ခုကမရွှေ့ဘူး။အဲ့ဒီအရိပ်ကပိုကြီးတယ်။ဖြည်းဖြည်းမောင်မအေးဘက်ကိုလှမ်းလာတယ်။မောင်မအေးမြင်လိုက်တယ်။သူ့မျက်နှာမရှိဘူး။အရိပ်မဲကြီးပဲ။မောင်မအေးတိုးတိုးပြောလိုက်တယ်။အဖိုးအဲ့ဒါအဖိုးရကျော်မျက်နှာတင်းသွားတယ်။ဒီနေရာရဲ့အကြီးဆုံးဝိညာဉ်ဖြစ်နိုင်တယ်။အရိပ်ကြီးကအတန်တစ်ခုထုတ်လိုက်တယ်။ဒီနေရာငါတို့နေရာလေကအရန်အေးသွားတယ်။ရွာထဲကခွေးတွေအော်တန်ထွက်လာတယ်။အဖိုးရကျော်မောင်မအေးကိုကြည့်ပြီးပြောလိုက်တယ်။ဘာအေးဒီကိစ္စလွယ်မယ်မထင်ဘူး။ဒီရွာကိုကယ်ချင်ရင်ဒီတင်ချိုင်းအောက်ကအမှန်တရားကိုရှာရမယ်။မောင်မအေးကောင်းညိတ်လိုက်တယ်။ဒါပေမဲ့ तू မသိသေးဘူး။ဒီဝိညာဉ်ကြီးနောက်မှာပိုကြီးတဲ့လျှို့ဝှက်ချက်တစ်ခုရှိနေတယ်ဆိုတာမနက်စောစောရွာတိရွာကိုမိုးခိုးနူနူလွှမ်းနေတယ်။ရွာသားတွေမနေ့ညကဖြစ်တာတွေကြောင့်စိတ်ပူနေကြတယ်။မောင်မအေးနဲ့အဖိုးရကျော်နှစ်ယောက်ရွာပြင်ဘက်ကိုထွက်လာကြတယ်။မောင်မအေးမေးလိုက်တယ်။အဖိုးမနေ့ညကဝိညာဉ်ကြီးကဘာလဲ။အဖိုးရကျော်ဖြည်းဖြည်းပြောလိုက်တယ်။ဒီရွာရဲ့အောက်မှာရှိနေတဲ့အရာတွေကိုမရှင်းမချင်းဒီပြဿနာမပြီးနိုင်ဘူး။ဒါကြောင့်တင်ချိုင်းဟောင်းကိုရှာရမယ်။ရွာသူကြီးကသူတို့ကိုလမ်းညွှန်ပေးတယ်။ဒီတောင်ဘက်မှာတင်ချိုင်းဟောင်းရှိတယ်။မောင်မအေးနဲ့အဖိုးရကျော်တေချာကြည့်လိုက်တယ်။တစ်ပင်ကြီးတွေကြားမှာမြေပြိုနေတဲ့နေရာတစ်ခုရှိနေတယ်။အဖိုးရကျော်မြေကြီးကိုကြည့်လိုက်တယ်။ဒီနေရာပဲ။သူမြေကြီးကိုလက်နဲ့နည်းနည်းဖယ်လိုက်တယ်။မောင်မအေးကြည့်လိုက်တော့အယိုးဟောင်းတစ်ခုထွက်လာတယ်။မောင်မအေးလန့်သွားတယ်။အဖိုးဒီမှာအယိုးတွေအများကြီးရှိတယ်။အဖိုးရကျော်ခေါင်းညှိလိုက်တယ်။ဟုတ်တယ်။ဒီနေရာကတကယ်တင်ချိုင်းကြီးပဲ။အဲ့ဒီအချိန်မှာလေတစ်ချက်အေးတိုက်လာတယ်။မောင်မအေးရုတ်တရက်တစ်ခုခုမြင်လိုက်တယ်။တစ်ပင်ကြားမှာအရိပ်တစ်ယောက်ရက်နေတယ်။မောင်မအေးပြောလိုက်တယ်။အဖိုးအဲ့ဒီမှာအဖိုးရကျော်လဲလှည့်ကြည့်လိုက်တယ်။အရိပ်ကဖြည်းဖြည်းနီးလာတယ်။သူ့ပုံစံကလူတစ်ယောက်လိုပဲ။ဒါပေမဲ့မျက်နှာကအယမ်းမရှင်းဘူး။အဲ့ဒီဝိညာဉ်ကအတန်တစ်ခုထုတ်လိုက်တယ်။ဒီနေရာငါတို့အနားယူနေတဲ့နေရာဘာလို့လာနောက်ဆက်တာလဲ။မောင်မအေးရင်တုန်သွားတယ်။ဒါပေမဲ့အဖိုးရကျော်တည်ငြိမ်နေတယ်။သူပြောလိုက်တယ်။ငါတို့မနှောက်ယှက်ချင်ဘူး။ဒါပေမဲ့ဒီရွာသားတွေတည်နေကြတယ်။ဝိညာဉ်ကတိတ်တိတ်လေးကြည့်နေတယ်။ပြီးတော့ပြောလိုက်တယ်။ဒီမြေကိုမဖျက်ဆီးကြနဲ့။ဒီနေရာကအ
အရင်ကလူတွေအနားယူနေတဲ့နေရာအဖိုးရကျော်နားလဲသွားတယ်ရွာသားတွေဒီတင်ချိုင်းပုံမှာအိမ်တွေဆောက်လိုက်လို့ဝိညာဉ်တွေနေစရာမရှိတော့တာပဲဝိညာဉ်ကဖြည်းဖြည်းပျောက်သွားတယ်မောင်မအိမ်မေးလိုက်တယ်အဖိုးဒီလိုဆိုဘယ်လိုလုပ်ရမလဲအဖိုးရကျော်တက်ပြင်းချလိုက်တယ်ဒီကဝိညာဉ်တွေကိုနေစရာပြန်ပေးရမယ်မဟုတ်ရင်ဒီရွာမှာလူတွေဆက်ပြီးတည်သွားနိုင်တယ်မောင်မအေးတိတ်တိတ်လေးရက်နေတယ်သူတိလာတယ်ဒီကိစ္စကတရေတစ်ကောင်နှစ်ကောင်မဟုတ်ဘူးရွာတစ်ရွာလုံးနဲ့ဆိုင်တဲ့ပြဿနာကြီးဖြစ်နေတယ်တင်ချိုင်းဟောင်းတဲကဝိညာဉ်တွေကိုတွေ့ပြီးနောက်မောင်မအေးနဲ့အဖိုးရကျော်နှစ်ယောက်ရွာတိရွာကိုပြန်လာကြတယ်မောင်မအေးမေးလိုက်တယ်အဖိုးဒီဝိညာဉ်တွေကိုဘလို့ငြိမ်အောင်လုပ်မလဲအဖိုးရကျော်ဖြည်းဖြည်းပြောလိုက်တယ်ဒီဝိညာဉ်တွေကိုတိုက်ထုတ်လို့မရဘူးသူတို့ကဒီနေရာရဲ့ပိုင်ရှင်တွေလိုပဲမောင်မအေးနားထောင်နေတယ်အဖိုးရကျော်ဆက်ပြောလိုက်တယ်သူတို့ကိုနေစရာပြန်ပေးရမယ်အဲ့ဒီညရွာတိရွာအပြင်တင်ချိုင်းဟောင်းနားမှာအဖိုးရကျော်မီးတိုင်၃ချောင်းထွန်းထားတယ်မောင်မအေးဘက်ကိုလှည့်ပြီးပြောလိုက်တယ်ဗအေးဒီညတင်ချိုင်းဆောင်တယောက်ကိုခေါ်ရမယ်မောင်မအေးအံ့ဩသွားတယ်တင်ချိုင်းဆောင်အဖိုးရကျော်ခေါင်းညှိလိုက်တယ်ဟုတ်တယ်ဒီနေရာကိုစောင့်တဲ့ဝိညာဉ်ရှိတယ်သူ့နာမည်ကမဖဲဝါအဖိုးရကျော်မြေကြီးပေါ်မှာဆက်ဝိုင်းတစ်ခုဆွဲလိုက်တယ်ပြီးတော့မန်နန်ရွတ်လိုက်တယ်လေတစ်ချက်အေးတိုက်လာတယ်တရွက်တွေတဖြုတ်ဖြုတ်လှုပ်လာတယ်မောင်မအေးရင်တုန်နေတယ်ခဏကြာတော့တစ်ပင်ကြားမှာအရေးတယောက်ပေါ်လာတယ်ဖြည်းဖြည်းလှမ်းလာတယ်သူ့ပုံစံကမိန်းမတစ်ယောက်အဝါရောင်တူးညလမ်းဆက်ဝတ်ထားတယ်သူ့မျက်နှာကတိတ်ဆိတ်ပြီးအေးဆက်နေတယ်အဖိုးရကျော်လက်ကိုအနှဲငယ်တင်ပြီးပြောလိုက်တယ်မဖဲဝါဒီနေရာကိုစောင့်နေတဲ့မင်းကိုငါခေါ်လိုက်တယ်အဲ့ဒီမိန်းမဝိညာဉ်ကမောင်မအေးကိုတစ်ချက်ကြည့်လိုက်တယ်ပြီးတော့မေးလိုက်တယ်ဘာလို့ခေါ်တာလဲအတန်ကအေးဖြစ်နေတယ်အဖိုးရကျော်ပြောလိုက်တယ်ဒီနေရာမှာရွာတစ်ခုတည်ထားကြတယ်ဒါကြောင့်ဝိညာဉ်တွေနေစရာမရှိလို့လူတွေကိုနှောက်ယှက်နေတယ်မဖဲဝါတိတ်တိတ်လေးနားထောင်နေတယ်အဖိုးရကျော်ဆက်ပြောလိုက်တယ်သူတို့ကိုနေစရာပေးခြင်းနဲ့ဒီတင်ချိုင်းဟောင်းကိုမင်းဆောင်ပြီးသူတို့ကိုအေးအေးနေခွင့်ပေးမဖဲဝါမောင်မအေးကိုတစ်ချက်ကြည့်လိုက်တယ်ဒီကလေးသူ့မှာဖုံးကန်ရှိတယ်မောင်မအေးအံ့ဩသွားတယ်မဖဲဝါဖြည်းဖြည်းပြောလိုက်တယ်ကောင်းပြီဒီနေရာကိုငါပြန်ဆောက်မယ်ဝိညာဉ်တွေကိုဒီနေရာမှာပဲအေးအေးနေခွင့်ပေးမယ်ရုတ်တရက်လေတစ်ချက်တိုက်သွားတယ်တင်ချိုင်းဟောင်းတွေကအရိပ်တွေတဖြည်းဖြည်းပျောက်သွားတယ်အေးဆက်နေတဲ့လေကလည်းပျောက်သွားတယ်အဖိုးရကျော်တက်ပြင်းချလိုက်တယ်ပြီးပြီမောင်မအေးမေးလိုက်တယ်ရွာသားတွေကယ်လိုက်နိုင်ပြီလားအဖိုးရကျော်ပြုံးလိုက်တယ်ရွာတိရွာကပြဿနာပြီးသွားပြီးနောက်မောင်မအေးနဲ့အဖိုးရကျော်နှစ်ယောက်ရွာသားတွေကိုနှုတ်ဆက်ပြီးခီးဆက်ထွက်ကြတယ်တောင်တန်းတွေကြားကလမ်းလေးတစ်လျှောက်တောတောင်တွေအေးအေးဆေးဆေးဖြစ်နေတယ်မောင်မအေးမေးလိုက်တယ်အဖိုးအထက်လမ်းဆရာတွေကဘာအတွက်ဒီလိုခီးထွက်နေရတာလဲအဖိုးရကျော်ပြုံးလိုက်တယ်ဘာအေးဒီလောကမှာလူတွေမမြင်နိုင်တဲ့အရာတွေအများကြီးရှိတယ်တချို့ကလူတွေကိုကာကွယ်တယ်တချို့ကလူတွေကိုဒုက္ခပေးတယ်အထက်လမ်းဆရာတွေကမကောင်းတဲ့အရာတွေကိုထိန်းပေးရတာလမ်းလျှောက်နေတော့မောင်မအေးရုတ်တရက်ခံစားမိတယ်လေတစ်ချက်တိုက်လာတယ်တောထဲကတစ်ပင်တွေတဖြုတ်ဖြုတ်လှုပ်လာတယ်မောင်မအေးရက်လိုက်တယ်အဖိုးတခုခုရှိနေတယ်လို့ပဲအဖိုးရကျော်လဲအနားယူပြီးနားထောင်လိုက်တယ်အဲ့ဒီအချိန်မှာတောထဲကအတန်တစ်ခုကြားလာတယ်ဘာအေးအတန်ကအဝေးကလာတယ်လို့ဖြစ်နေတယ်မောင်မအေးလန့်သွားတယ်အဖိုးကျွန်တော်နာမည်ခေါ်နေတယ်အဖိုးရကျော်မျက်နှာတီးသွားတယ်အဲ့ဒီအတန်ကိုနားထောင်လိုက်ဒါကမကောင်းတဲ့အတန်မဟုတ်ဘူးမောင်မအေးနားထောင်နေတယ်အတန်ကထက်လာတယ်တောင်ပေါ်ကနန်းတော်စီကိုလာခဲ့အဖိုးရကျော်တောင်ပေါ်ကိုကြည့်လိုက်တယ်
တောင်ထိပ်မှာနန်းတော်ဟောင်းတစ်ခုရှိနေတယ်ပင်လယ်တစ်ပင်ကြီးတွေကြားမှာအဟောင်းအိုဖြစ်နေတယ်အဖိုးရကျော်ဖြည်းဖြည်းပြောလိုက်တယ်ဗာအေးဒီနေရာမှာနန်းတော်ရှိတယ်အဲ့ဒီနန်းတော်ကမင်းကိုခေါ်နေတယ်မောင်ဘအေးအံ့ဩသွားတယ်ဘာလို့ကျွန်တော်ကိုခေါ်တာလဲအဖိုးရကျော်ပြုံးလိုက်တယ်မင်းရဲ့ဖုံးကန်ကြောင်ဖြစ်နိုင်တယ်သူတို့နှစ်ယောက်တောင်ပေါ်ကိုတက်သွားကြတယ်နန်းတော်ဟောင်းကိုရောက်လာတယ်နန်းတော်အတွင်းမှာမိတိုင်ဟောင်းတစ်ခုရှိနေတယ်ရုတ်တရက်လေတစ်ချက်ပြင်းပြင်းတိုက်သွားတယ်နန်းတော်ထဲမှာအလင်းနုနုတစ်ခုပေါ်လာတယ်အဲ့ဒီအလင်းထဲကအတန်တစ်ခုထွက်လာတယ်ဗအေးမင်းကအထက်လမ်းလျှောက်မဲ့သူမောင်ဘအေးရင်တုန်သွားတယ်အဖိုးရကျော်တိတ်တိတ်လေးရက်နေတယ်အတန်ကထပ်ပြောလိုက်တယ်မင်းရဲ့လမ်းကအခက်ခဲများမယ်ဒါပေမဲ့မင်းလူတွေကိုကူညီနိုင်မယ်အလင်းကဖြည်းဖြည်းပျောက်သွားတယ်နန်းတော်ထဲပြန်ပြီးတိတ်ဆိတ်သွားတယ်မောင်မအေးအဖိုးရကျော်ကိုကြည့်လိုက်တယ်အဖိုးဒါကဘာလဲအဖိုးရကျော်ဖြည်းဖြည်းပြောလိုက်တယ်ဗအေးဒီနေ့ကနေမင်းရဲ့အထက်လမ်းဘဝတကယ်စပြီမောင်မအေးနဲ့အဖိုးရကျော်နှစ်ယောက်တောင်ပေါ်လမ်းအတိုင်းဆက်လျှောက်လာကြတယ်တောင်တန်းတွေကြားမှာရွာလေးတစ်ရွာမြင်လာတယ်ရွာကအရန်တိတ်ဆိတ်နေတယ်မောင်မအေးပြောလိုက်တယ်အဖိုးဒီရွာကတိတ်လွန်းတယ်အဖိုးရကျော်ခေါင်းညှိလိုက်တယ်ဒီနေရာမှာတခုခုမမှန်ဘူးသူတို့ရွာထဲဝင်လာကြတယ်ရွာသားတွေကသူတို့ကိုမြင်ပြီးအံ့ဩစွာကြည့်နေကြတယ်ရွာသားတစ်ယောက်လာမေးလိုက်တယ်ဆရာတို့ဘယ်ကလာတာလဲအဖိုးရကျော်ပြောလိုက်တယ်ခီးသွားပြီးဆေးလိုက်ကူးတဲ့ဆရာတွေပါရွာသားကတက်ပြင်းချလိုက်တယ်ဆရာတို့လာတာကောင်းတယ်ဒီရွာမှာပြဿနာကြီးဖြစ်နေတယ်မောင်မအေးစိတ်ဝင်စားသွားတယ်ဘာဖြစ်နေတာလဲရွာသားဖြည်းဖြည်းပြောလိုက်တယ်ညရောက်တိုင်းရွာသားတစ်ယောက်ပြီးတစ်ယောက်ရုတ်တရက်မူပြီးလဲကြတယ်နောက်နေ့မနက်ဆိုတည်သွားတယ်မောင်ဘအေးအံ့ဩသွားတယ်အဲ့ဒီအချိန်မှာရွာမျိုးသမီးတစ်ယောက်ပြေးလာတယ်အိုးကျမသားလေးမူပြီးလဲကြနေပြီရွာသားတွေအလန့်တကြားပြေးသွားကြတယ်မောင်မအေးနဲ့အဖိုးရကျော်လည်းလိုက်သွားကြတယ်အိမ်ထဲမှာလူငယ်တစ်ယောက်မြေမှာလဲနေတယ်မျက်လုံးတွေပိတ်ထားတယ်အသက်ရှူတန်ပင်ပန်းနေတယ်မောင်မအေးသူ့အနားကိုတွားကြည့်လိုက်တယ်ရုတ်တရက်သူခံစားမိတယ်အေးဆက်တဲ့အနံ့တစ်ခုအဖိုးရကျော်လဲတိသွားတယ်သူတိုးတိုးပြောလိုက်တယ်ဗာအေးဒီကိစ္စကတရေမဟုတ်ဘူးမောင်မအေးမေးလိုက်တယ်ဒါဆိုဘာလဲအဖိုးရကျော်မျက်နှာတင်းသွားတယ်ဒါဆုံးပညာဖြစ်နိုင်တယ်ရွာသားတွေကြောက်သွားကြတယ်ဆုံးမရှိလို့လားအဖိုးရကျော်ခေါင်းညှိလိုက်တယ်ဒီရွာနားမှာဆုံးပညာသုံးနေတဲ့သူရှိတယ်မောင်မအေးတွင်းစိတ်ထဲတခုခုခံစားမိတယ်အဲ့ဒီအချိန်မှာအိမ်ပြင်ဘက်ကအရေးတစ်ခုဖြစ်သွားတယ်မောင်မအေးလှည့်ကြည့်လိုက်တယ်တောဘက်ကိုလူတစ်ယောက်လျှောက်သွားနေတယ်မောင်မအေးတိုးတိုးပြောလိုက်တယ်အဖိုးအဲ့ဒီမှာအဖိုးရကျော်လှည့်ကြည့်ပြီးပြောလိုက်တယ်ဗာအေးဒီညအမှန်တရားပေါ်လာမယ်မောင်မအေးမသိသေးဘူးဒီတောင်ပေါ်ရွာမှာအရန်အန္တရာယ်ကြီးတဲ့ဆုံးမတစ်ယောက်ရှိနေတယ်ဆိုတာကိုညမိုးချုပ်လာတယ်တောင်ပေါ်ရွာတစ်ရွာလုံးတိတ်ဆိတ်နေတယ်ရွာသားတွေအိမ်တကားတွေပိတ်ပြီးမထွက်ရဲကြဘူးမောင်မအေးနဲ့အဖိုးရကျော်နှစ်ယောက်ရွာအပြင်ဘက်ကိုထွက်လာကြတယ်မောင်မအေးမေးလိုက်တယ်အဖိုးအဲ့ဒီဆုံးမဘယ်မှာရှိမလဲအဖိုးရကျော်မြေကြီးကိုကြည့်ပြီးဖြည်းဖြည်းပြောလိုက်တယ်ဒီပညာတွေကမကောင်းတဲ့နေရာတွေမှာလှုပ်လေ့ရှိတယ်တော်တယ်အိမ်ဟောင်းတွေမှာဖြစ်နိုင်တယ်သူတို့နှစ်ယောက်တောထဲကိုဖြည်းဖြည်းလျှောက်သွားကြတယ်လာတာနေတဲ့လမ်းလေးတစ်လျှောက်တစ်ပင်ကြီးတွေအရေးကြီးကြီးကျနေတယ်ခဏကြာတော့တောနက်ထဲမှာအိမ်ဟောင်းတစ်လုံးတွေ့လာတယ်အိမ်ကအရန်ပျက်စီးနေတယ်အိမ်ရှိမှာမီးတိုင်တစ်ခုလင်းနေတယ်မောင်ဘအေးရင်တုန်သွားတယ်အဖိုးဒီမှာလူရှိတယ်အဖိုးရကျော်ခေါင်းညှိလိုက်တယ်
ဒီနေရာပဲဖြစ်နိုင်တယ်သူတို့နှစ်ယောက်အိမ်သားကိုနီးလာကြတယ်ရုတ်တရက်အိမ်ထဲကအမျိုးသမီးတစ်ယောက်ထွက်လာတယ်မျက်လုံးတွေမဲနေတယ်မျက်နှာကအေးဆက်နေတယ်သူမောင်မအေးတို့ကိုကြည့်ပြီးပြုံးလိုက်တယ်ဆရာရီလာပြီပေါ့အတန်ကထူးဆန်းနေတယ်မောင်မအေးအံ့ဩသွားတယ်ကျွန်တော်တို့လာမယ်ဆိုတာသိနေတယ်လားအမျိုးသမီးကရေးလိုက်တယ်ဒီရွာမှာအထက်လန်းဆရာရောက်လာတယ်ဆိုတာငါသိပြီးသားအဖိုးရကျော်တင်းငိမ်စွာပြောလိုက်တယ်ရွာသားတွေကိုဘာလို့ဒုက္ခပေးနေတာလဲအမျိုးသမီးမျက်နှာမဲသွားတယ်ဒီရွာကငါနေရာကိုလာယူထားတာအဖိုးရကျော်နားလဲသွားတယ်ဒီတောင်ပေါ်မှာမင်းအရင်ကနေခဲ့တာလားအမျိုးသမီးကောင်းညိတ်လိုက်တယ်ငါပညာလုံနေတဲ့နေရာကိုသူတို့လာဖြတ်ပြီးရွာတီလိုက်တယ်မောင်မအေးပြောလိုက်တယ်ဒါပေမဲ့လူတွေကိုတတ်တာမမှန်ဘူးအမျိုးသမီးမျက်လုံးတွေမီးတောက်တလို့ဖြစ်လာတယ်ဆရာကလေးမင်းငါကိုတားနိုင်မယ်ထင်လားရုတ်တရက်သူမြေကြီးပေါ်ကိုအမှုတ်တစ်ခုပစ်လိုက်တယ်လေတစ်ချက်ပြင်းပြင်းတိုက်လာတယ်တစ်ပင်တွေတုန်ခါလာတယ်မောင်မအေးရုတ်တရက်အရိပ်တွေအများကြီးမြင်လာတယ်စုံမကရေလိုက်တယ်ဒီညမင်းတို့ပြန်မထွက်နိုင်တော့ဘူးအဖိုးရကျော်မောင်မအေးကိုကြည့်ပြီးပြောလိုက်တယ်ဘာအေးသတိထားဒီညကမင်းရဲ့ပထမဆုံးပညာစမ်းသပ်မှုဖြစ်မယ်မောင်မအေးရင်တုန်နေတယ်ဒါပေမဲ့ तू သိတယ်ဒီညမှာစုံမနဲ့ပညာပြန်ရတော့မယ်တောထဲကအိမ်ဟောင်းရှိမှာလေပြင်းတွေတိုက်နေတယ်တစ်ပင်ကြီးတွေလှုပ်နေတယ်စုံမမီးတိုင်လင်းထဲမှာရက်နေတယ်သူ့မျက်လုံးတွေမဲနက်နေတယ်ဆရာကလေးမင်းအထက်လမ်းပညာတတ်တယ်ဆိုရင်ငါ့ကိုတားကြည့်စုံမပြောလိုက်တယ်မောင်မအေးရင်တုန်နေတယ်ဒါကသူ့ဘဝမှာပထမဆုံးပညာပြန်ရတဲ့အချိန်ဖြစ်တယ်အဖိုးရကျော်တိုးတိုးပြောလိုက်တယ်ဘာအေးစိတ်ကိုတီးထားမကြောက်နဲ့စုံမရုတ်တရက်မြေကြီးပေါ်ကိုအမှုန့်နဲ့တွေပစ်လိုက်တယ်တောထဲမှာအရိပ်တွေအများကြီးပေါ်လာတယ်အရိပ်တွေမောင်မအေးဘက်ကိုလှမ်းလာတယ်မောင်မအေးခဏကြောက်သွားတယ်ဒါပေမဲ့သူအဖိုးရကျော်တင်ပေးခဲ့တဲ့မန္တန်ကိုသတိရလိုက်တယ်သူလက်တင်ပြီးမန္တန်ရွတ်လိုက်တယ်ရုတ်တရက်မောင်မအေးလက်ထဲကအလင်းနုနုတစ်ခုပေါ်လာတယ်အလင်းကအရိပ်တွေဘက်ကိုထွက်သွားတယ်အရိပ်တွေတဖြည်းဖြည်းပျောက်သွားတယ်စုံမအံ့ဩသွားတယ်မစိုးဘူးဆရာကလေးမှအစွမ်းရှိတာပဲသူထပ်ပြီးပညာသုံးလိုက်တယ်မြေကြီးကလှုပ်လာတယ်အိမ်ဟောင်းနာကမြေထဲကအယိုးဟောင်းတွေထွက်လာတယ်အယိုးတွေလှုပ်ရှားလာတယ်မောင်မအေးရင်တုန်သွားတယ်ဒါပေမဲ့အဖိုးရကျော်ပြောလိုက်တယ်ဘာအေးဆက်ဝိုင်းဆွဲမောင်မအေးမြေကြီးပေါ်မှာဆက်ဝိုင်းတစ်ခုဆွဲလိုက်တယ်ပြီးတော့မန္တန်ရွတ်လိုက်တယ်ရုတ်တရက်လေတစ်ချက်ပြင်းပြင်းတိုက်သွားတယ်အယိုးတွေပြန်ပြီးမြေထဲကိုကျသွားတယ်စုံမမျက်နှာမဲသွားတယ်မင်းကိုလွယ်လွယ်မနိုင်ဘူးပဲအဖိုးရကျော်အရှိကိုလှမ်းလာတယ်ဒီထက်ဆက်မလုံးနဲ့ရွာသားတွေကိုလွတ်လိုက်စုံမတိတ်တိတ်လေးရက်နေတယ်မောင်မအေးကိုကြည့်ပြီးပြောလိုက်တယ်ဆရာကလေးဒီတခါတော့မင်းကိုခြံထားလိုက်မယ်သူလေထဲကိုအမှုန့်နဲ့တစ်ခုပစ်လိုက်တယ်လေတစ်ချက်တိုက်သွားတယ်စုံမရဲ့အရိပ်တဖြည်းဖြည်းပျောက်သွားတယ်တောထဲပြန်ပြီးတိတ်ဆိတ်သွားတယ်မောင်မအေးတက်ပြင်းချလိုက်တယ်အဖိုးသူလွတ်သွားပြီအဖိုးရကျော်ခေါင်းညှိလိုက်တယ်ဟုတ်တယ်ဒါပေမဲ့သူပြန်လာနိုင်တယ်မောင်မအေးတော်အနက်ကိုကြည့်နေတယ်ဒီနေ့သူ့ရဲ့ပထမဆုံးပညာပြိုင်ပွဲပြီးသွားတယ်ဒါပေမဲ့သူမသိသေးဘူးအဲ့ဒီဆုံးမကပိုကြီးတဲ့အမှောင်ပညာတွေရှိနေတယ်ဆိုတာကိုညကပိုပြီးမှောင်လာတယ်လေကလည်းတဖြည်းဖြည်းပြင်းလာတယ်မောင်မအေးနဲ့အဖိုးရကျော်နှစ်ယောက်ပြန်ထွက်မလို့လုံနေချိန်မှာရုတ်တရက်တောနက်ထဲကရဲတံတစ်ခုကြားလာတယ်ဟာမောင်မအေးခဏလန့်သွားတယ်အဖိုးအဲ့ဒါတောထဲကအရေးတစ်ခုဖြည်းဖြည်းလှမ်းလာတယ်
ဆုံးမပြန်လာပြီဒါပေမဲ့ဒီတစ်ခါသူ့မျက်နှာပိုကြောက်စရာကောင်းနေတယ်မျက်လုံးတွေနီးနေတယ်ဆုံးမအော်လိုက်တယ်ဆရာလေးငါပညာကိုလွယ်လွယ်မရက်နိုင်ဘူးသူမြေကြီးပေါ်ကိုအမှုန့်နဲ့ကြီးတစ်ခုပစ်လိုက်တယ်ရုတ်တရက်တောတလျှောက်လေပြင်းတွေတိုက်လာတယ်မြေကြီးတောင်တုန်လာတယ်မောင်မအိတ်လန့်သွားတယ်သူမြင်လိုက်တယ်တောထဲကအရိပ်တွေအများကြီးပေါ်လာတယ်အရိပ်တွေမောင်မအိတ်ဘက်ကိုဝိုင်းလာတယ်မောင်မအိတ်မနှံရွတ်ဖို့ကြိုးစားတယ်ဒါပေမဲ့ဆုံးမရဲ့ပညာကအယမ်းပြင်းနေတယ်လေကမောင်မအိတ်ကိုတွန်းနေတယ်အဖိုးရကျော်အခြေအနေကိုသိသွားတယ်ဖအေးနောက်ဆုတ်အဖိုးရကျော်အရှိကိုလှမ်းလာတယ်သူ့မျက်နှာတီးနေတယ်ဒီပညာကိုငါဝင်ရတော့မယ်ဆုံးမရေလိုက်တယ်အိုးဆရာကြီးပါဝင်လာပြီလားအဖိုးရကျော်မြေကြီးပေါ်မှာကြီးမားတဲ့ဆက်ဝိုင်းတစ်ခုဆွဲလိုက်တယ်ပြီးတော့မန်တန်ကိုအပြင်းပြင်းရွတ်လိုက်တယ်ရုတ်တရက်လေကပိုပြီးပြင်းလာတယ်ဆုံးမရဲ့အရိပ်တွေဆက်ဝိုင်းနားမှာရက်သွားတယ်ဆုံးမမျက်နှာတင်းသွားတယ်မစိုးဘူးဆရာကြီးသူနောက်ဆုံးပညာကိုသုံးလိုက်တယ်မြေကြီးကအယမ်းတုန်လာတယ်တောထဲကတစ်ပင်တွေတောင်ကွဲတယ်လို့ဖြစ်လာတယ်မောင်မအေးကြည့်နေတယ်အဖိုးရကျော်ကမန်တန်ရွတ်နေတယ်သူ့လက်ထဲမှာအလင်းတစ်ခုပေါ်လာတယ်အဖိုးရကျော်အော်လိုက်တယ်ဖအေးအခုမောင်မအေးလည်းမန်တန်ရွတ်လိုက်တယ်သူ့လက်ထဲကအလင်းအဖိုးရကျော်ရဲ့အလင်းနဲ့ပေါင်းသွားတယ်ရုတ်တရက်အလင်းကြီးတစ်ခုတောထဲမှာပြန့်သွားတယ်ဆုံးမနောက်ဆုတ်သွားတယ်ဆုံးမမျက်နှာမှာကြောက်ရွံ့မှုပေါ်လာတယ်ဒီလိုအစွမ်းမဖြစ်နိုင်ဘူးအလင်းကပိုပြီးပြင်းလာတယ်ဆုံးမရဲ့အမှောင်ပညာတဖြည်းဖြည်းပြတ်သွားတယ်ဆုံးမနောက်ဆုတ်ပြီးអော်လိုက်တယ်ဒီတစ်ခါတော့မင်းတို့နိုင်သွားပြီသူလေထဲကိုခုန်လိုက်တယ်အရိပ်တစ်ခုလိုတောနက်ထဲပျောက်သွားတယ်တောထဲပြန်ပြီးတိတ်ဆိတ်သွားတယ်လေကလည်းရက်သွားတယ်မောင်မအေးတက်ပြင်းချလိုက်တယ်အဖိုးပြီးပြီလားအဖိုးရကျော်ခေါင်းညှိလိုက်တယ်ဒီရွာတော့ကယ်လိုက်နိုင်ပြီဒါပေမဲ့အဖိုးရကျော်မောင်မအေးကိုကြည့်ပြီးပြောလိုက်တယ်ဖအေးဒီကဘာမှာဆုံးတွေကောက်ဝေတွေမကောင်းတဲ့ပညာတွေအများကြီးရှိသေးတယ်တောထဲကတိုက်ပွဲပြီးနောက်လေပြင်းတွေရက်သွားတယ်တောတောင်တွေပြန်ပြီးတိတ်ဆိတ်လာတယ်မောင်မအေးနဲ့အဖိုးရကျော်နှစ်ယောက်တောထဲကအိမ်ဟောင်းနားမှာရက်နေကြတယ်မောင်မအေးတက်ပြင်းချလိုက်တယ်အဖိုးဆုံးမလွတ်သွားပြီအဖိုးရကျော်ဖြည်းဖြည်းပြောလိုက်တယ်ဟုတ်တယ်ဒါပေမဲ့သူ့ပညာတော့ပြတ်သွားပြီမောင်မအေးအံ့ဩသွားတယ်အဖိုးတကယ်လားအဖိုးရကျော်ခေါင်းညှိလိုက်တယ်မင်းနဲ့ငါပူပေါင်းပြီးသူ့အမှောင်ပညာကိုချိုးလိုက်နိုင်တယ်မနှက်ဖြန်မောင်မအေးတို့နှစ်ယောက်တောင်ပေါ်ရွာကိုပြန်လာကြတယ်ရွာသားတွေစိတ်ပူပြီးစောင့်နေကြတယ်ရွာသားကပြေးလာပြီးမေးလိုက်တယ်ဆရာတို့ဘလို့ဖြစ်သွားပြီလဲအဖိုးရကျော်ပြုံးလိုက်တယ်မစိုးရိမ်တော့နဲ့ဒီရွာကိုဒုက္ခပေးနေတဲ့ပညာသည်ပညာတွေပြက်သွားပြီးရွာသားတွေအယံဝမ်းသာသွားကြတယ်တချို့ကလက်အုပ်ချပြီးကျေးဇူးတင်ကြတယ်မောင်မအေးရွာကိုကြည့်နေတယ်ရွာကအခုတော့အေးချမ်းလာတယ်လို့ဖြစ်နေတယ်အဖိုးရကျော်မောင်မအေးဘက်ကိုလှည့်ပြီးပြောလိုက်တယ်ဖအေးဒီအမှုကနေမင်းပါတင်ယူလိုက်လေမောင်မအေးခဏစဉ်းစားပြီးပြောလိုက်တယ်ပညာရှိရင်လူတွေကိုကူညီရမယ်မကောင်းတဲ့အရာတွေကိုမကြောက်ပဲရင်ဆိုင်ရမယ်အဖိုးရကျော်ပြုံးလိုက်တယ်အဲ့ဒါပဲအထက်လန်းဆရာရဲ့လမ်းတောင်ပေါ်ရွာကိုနှုတ်ဆက်ပြီးမောင်မအေးနဲ့အဖိုးရကျော်နှစ်ယောက်လမ်းထက်ထွက်ကြတယ်တောတောင်တွေကြားကလမ်းလေးတစ်လျှောက်သူတို့လျှောက်သွားနေကြတယ်မောင်မအေးမေးလိုက်တယ်အဖိုးနောက်တစ်ခါဘယ်ကိုသွားမလဲအဖိုးရကျော်ပြုံးလိုက်တယ်ဘယ်နေရာမှာလူတွေဒုက္ခရောက်နေလဲဆိုတာအဲ့ဒီနေရာကိုပဲမောင်မအေးတော်ဝေးကိုကြည့်လိုက်တယ်သူ့ဘဝကအခုမှ
တကယ်စတင်လာပြီအဲ့ဒီနေ့ကနေအထက်လန်းဆရာလေးမောင်ပါအေးဟာတောရွာတွေတလျှောက်ခရီးထွက်ပြီးစုံးတွေကောက်ဝေတွေတရေတွေမကောင်းတဲ့ပညာတွေကိုနှိမ်နှင်းရင်လူတွေကိုကူညီတဲ့ဆရာတစ်ယောက်ဖြစ်လာတော့တယ်